အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကပ္ပစ16ဤအရေးကြီးကကင်းစခန်းများအသိမ်းခံရပြီးနောက်အတွဲလိုက်ဒရုန်းများဖြင့်ပြစ်ခတ်ဒဏ်ရာရတပ်ဖွဲ့ဝင်များအုပ်စုလိုက်ပြန်ဆင်းလာနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းဗတောင်တက်နယ်ရှိစစ်ကော်မရှင်၏အမှတ်16ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ16ဤကာကင်းစခန်းများအသိမ်းခံရပြီးနောက်ရှေ့တန်းစခန်းများမှနေ၍အတွဲလိုက်ဒရုန်းများဖြင့်ဇက်တိုက်ပစ်ခတ်မှုများပြုလုပ်နေကြောင်းသိရပါတယ်။အာရကတပ်တော် AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည်ကပ္ပစ16ဤအဓိကကာကင်းစခန်း666ပွိုင်အပါအဝင်ကာကင်းစခန်း၄ခုကိုသိမ်းယူလိုက်ပြီးနောက်စစ်ကော်မရှင်ကရှေ့တန်းစခန်းများမှနေ၍အတွဲလိုက်ဒရုန်းများဖြင့်ကပ္ပစ16ဤအနောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုများပြုလုပ်နေကြောင်းစစ်ရေးသတင်းရင်းမြစ်များထံမှသိရပါတယ်။ကပ္ပစ16အနီးကရွာတွေတဲ့စစ်တပ်ဖွဲ့ဝင်10ယောက်စီအင်အားချထားပြီးနေမြေစစ်စင်ရေးပုံစံလုပ်နေတယ်။ချေးရွာထဲမှာလည်းဝါချွန်တွေနဲ့ချန်စီယိုကခိုင်းနေတယ်။ပေါ်တာဆွဲတာတွေလည်းတအားများတဲ့ဟုဒေသခံတအုပ်ကသတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်သည်ဒရုန်းတက်ရင်ဒါတာရ601ဤရှေ့တန်းစခန်းဖြစ်သည့်မိုင်တိုင်26မှနေ၍အတွဲလိုက်ဒရုန်းအလုံး30ခန်းဖြင့်ကပ္ပစ16အနီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကပ္ပစ16အနီးရှိမတုံကြားချေရာကြောက်စက်ကွယ်ဖလုံရွာများကိုစစ်ကော်မရှင်စစ်ကြောင်းများအယောင်ပြတ်ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက်ဒေသခံများကိုပါဝင်ခွင့်ပိတ်ထားကြောင်းသိရပါတယ်။အဆိုပါကျေးရွာများကိုစစ်ကော်မရှင်ကစက်တက်လေဒီ2စီးဖြင့်ခင်းထောက်ပြန်တမ်းမှုများပြုလုပ်ခဲ့ပြီးမင်းတုံးနယ်ဘက်မှနေ၍ဗတောင်တက်နယ်အတွင်းကိုဒေသခံများအားအဝင်အထွက်ပြုလုပ်ခွင့်မပေးတော့ဘဲပိတ်ဆို့ထားလိုက်ပြီးဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။ AA နဲ့ပူးပေါင်းတပ်များဤထိုးစစ်မှာကာကွယ်ရေးပစ္စည်းစက်ရုံများဘက်သို့ဦးတည်လာပြီးစစ်ကော်မရှင်ကစစ်ကြောင်းများကိုအင်အားတိုးချဲ့ကဗတောင်တက်နယ်အတွင်းသို့ပို့ဆောင်ခုခံရန်ပြင်ဆင်လျက်ရှိပါတယ်။ထို့ပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခနေမြေအတွင်းမှာစစ်ကြောင်း2ကြောင်းကိုညောင်ကျိုးစစ်မျက်နှာပြင်သို့အရေးပေါ်ခေါ်ယူလာကြောင်းတပ်တရင်ရင်းမြစ်ထံမှသိရပါတယ်။ရှက်ကူရပိုင်းအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာများကိုရခိုင်ရုံးမပေါ်မှနေ၍အစုလိုက်အပြုံလိုက်နောက်တန်းသို့ပြန်လည်ခေါ်ဆောင်နေရပြီးစေးပိုက်တန်းလန်းနှင့်လူနာများပါရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်လက်အောက်ခံစသုံးလုံးလက်ထောက်စုံစမ်းရေးမှု90နေရာခေါ်ယူဖိနှိပ်ရေးနဲ့သတင်းထောက်လှမ်းရေးအင်အားဖြည့်တင်းခြင်းဟုသုံးသပ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်လက်အောက်ခံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစသုံးလုံးသည်လက်လက်နေသောလက်ထောက်စုံစမ်းရေးမှုရာထူး90နေရာအတွက်ဝန်ထမ်းများခေါ်ယူခဲ့ပြီးရင်းတို့ခေါ်ယူမှုသည်ပြည်သူကိုဖိနှိပ်ရန်နှင့်တော်လှန်ရေးသတင်းများစုဆောင်းရန်အတွက်အင်အားဖြည့်တင်းခြင်းဖြစ်ကြောင်းနိုင်ငံရေးလေ့လာသူများကသုံးသပ်ပါတယ်။စာသုံးလုံးဌာနတွင်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းလက်ထောက်စုံစမ်းရေးမှုရာထူးနေရာများစွာခေါ်ယူပြီး2024ဇန်နဝါရီတွင်လက်ထောက်စုံစမ်းရေးမှုရာထူး65နေရာခေါ်ယူခဲ့သည်စာသုံးလုံးဌာနသည်၎င်း၏မူလတာဝန်များအနှံ့နိုင်ငံတော်လုံခြုံရေးအတွက်သတင်းများစုဆောင်းတင်ပြရေးကိုသာပုံမှုအာရုံစိုက်လာပြီးယခုကဲ့သို့အင်အားတိုးမြင့်ခြင်းမှာတော်လှန်ရေးသတင်းများထောက်လှမ်းရန်ပြည်သူလူထုကိုဖိနှိပ်ရေးရန်ရာဖြင့်အရေးယူနိုင်ရန်စစ်ကော်မရှင်၏အုပ်ချုပ်ရေးရန်ရာထိန်းချုပ်ရန်စသည့်ရည်ရွယ်ချက်များကိုပုံမှုလှုပ်ဆောင်လာကြောင်းနိုင်ငံရေးလေ့လာသူများကဆိုပါတယ်။မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းမှာစာသုံးလုံးကနိုင်ငံရေးအရာအရေးပါတဲ့ဌာနတစ်ခုအဖြစ်မြင့်တက်လာတဲ့စစ်ကော်မရှင်အာဏာတည်မြဲရေးအတွက်ထောက်လှမ်းစုံစမ်းမှုအပိုင်းကိုအထူးထားပြီးပိုလုပ်လာတာတွေ့ရတယ်ဟုလေ့လာသုံးသပ်သူတဦးကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အာဏာမသိမ်းပြီး2018ခုနှစ်တွင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစာသုံးလုံးကိုနောက်ဆုံးအကြိမ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးစုစုပေါင်းဖွဲ့တိုင်းအင်အား2846ဦးအထိရှိခဲ့ပါတယ်။စာသုံးလုံးသည်စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ဆက်သူများနှင့်ငွေကြေးထောက်ပံ့မှုများကိုထောက်လှမ်းစုံစမ်းခြင်း CDM တွင်ပါဝင်သည့်ဝန်ထမ်းများနှင့်ထောက်ပံ့သူများကိုဖော်ထုတ်အရေးယူခြင်းစစ်ကော်မရှင်ကိုဝေဖန်သူများတော်လှန်ရေးသတင်းများဖြန့်ဝေသူများအထူးသဖြင့်လူမှုကွန်ရက်သုံးစွဲသူများကိုပုံမှန်905ကကြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆက်သွယ်ရေးဥပဒေစသည်တို့ဖြင့်တရားစွဲဆိုနိုင်ရန်အတွက်အချက်လက်စုဆောင်းခြင်းများလှုံ့ဆော်လာသည်ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်